အမေရိကန်နိုင်ငံတက်ဆက်မြို့ကနေပြီးတော့ငင်းချင်ခီးလျှောက်လာတဲ့ဆရာတော်တွေအားလုံးကမိုးရာနဲ့ကြုံတွေ့နေရပါတယ်သင်္ကန်းနေတဲ့ဆူရွှဲနေတဲ့အမေရိကန်နိုင်ငံသားတွေရတဲ့ထိထိဆောင်တောင်းတောင်းဖြတ်ဖြတ်နဲ့ကိုဒရာကြီးညုံပေါက်ပြီးကြိုးစုံနေတဲ့မြေကွင်းကိုမြင်ရပါတယ်ဗီယက်နမ်ဆရာတော်ကသင်္ကန်းကိုပတ်သက်ကူအဝိစတွေနဲ့ပဲဆက်ပြီးတော့ချုပ်ထားပြီးကိုယ်တိုင်ချုပ်တဲ့သင်္ကန်းကိုပဲဝိစင်တာဖြစ်ပါတယ်ဝိစင်တာဖြစ်ပါတယ်ဆရာတော်ဘာဆိုလို့ရှိရင်ခြေထောက်မှာပတ်တိစီးပြီးတော့ပဲငင်းငင်းလမ်းလျှောက်နေရတယ်မြင်တွေ့ရပါတယ်အမေရိကန်နိုင်ငံမှာကစုံလားပြင်းကိုကမ္ဘာဗုဒ္ဓဘာသာများနေ့အဖြစ်နဲ့တတ်မှတ်ပေးဖို့တောင်းဆိုထားတယ်လို့သိရှိရပါတယ်အဲ့ဒီတောင်းဆိုခြင်းကိုရရှိမယ်ဆိုလို့ရှိရင်ဗုဒ္ဓဘာသာလူမျိုးတွေအတွက်အမတန်ဝမ်းနာပီတိဖြစ်ရမယ်နေ့ဖြစ်ပါတယ်ကားအက်ဆီဒန့်ဖြစ်လို့ခြေထောက်တစ်ချောင်းဆုံးရှုံးသွားတဲ့တက္ကရာအတွက်စေမကောင်းရင်းများစွာနဲ့ပဲငင်းငင်းရေးကိုဆက်လက်ပြီးတော့လက်လျှောက်နေတဲ့ဆရာတော်တွေလည်းဖြစ်ပါတယ်ဒူးတွေနဲ့တွေ့တဲ့အခါမှာမေတ္တာတွေရရှိပြီးတော့ရှကုကြော့နေတဲ့မြင်ကွင်းတွေကိုလည်းမြင်တွေ့ရတာဖြစ်ပါတယ်ဆရာတော်တွေကတပိတ်တွေနဲ့ပဲရောက်တဲ့အရက်မှာစုံဖုံးပေးပါတယ်တပည့်အရေးအောက်တင်မှာလည်းအနားယူပြီးတော့အေးဆေးစွာနဲ့ပဲနေထိုင်ခြင်းကိုလည်းတွေ့ရတယ်ခလေးတွေကိုလည်းချစ်ခင်တဲ့ပုံစံမျိုးတွေလည်းတွေ့မြင်ရတာဖြစ်ပါတယ်ဆရာတော်ရဲ့အဒီနာမှာဆိုတဲ့အာလောကခွေးလေးရတဲ့တစ္ဆာဆောင်သိပြီးတော့အမြဲတမ်းနေနေတာမြင်ကွင်းကိုမြင်ရပါတယ်ဆရာတော်တက္ကရာငင်းညာရေးဆရာတော်တွေအားလုံးဒီနေဘူးနယ်မိုးရတဲ့အေးတဲ့ဓာတ်အခက်ခဲများကိုကြော်လွှားလာပြီးတော့အခုခရီးငင်းညာရေးခရီးလျှောက်လာတာရက်ပေါင်း86ရက်ဖြစ်ပါပြီเนาะမကြခင်အချိန်မှာတဲ့ဝါရှင်တန် DC ကိုအောင်မြင်နဲ့ရောက်ရှိတော့မှာဖြစ်ပါတယ်ဆရာတော်တွေအားလုံးဘေးရန်ကင်းကြပါစေကဘာသူကဘာသားအမေရိကန်နိုင်ငံသားအားလုံးကုညီပတ်ဘူးသူအားလုံးစိတ်ချမ်းသာပါစေကဘာကြီးအများ